အာဆင်နယ်အသင်းဟာအင်္ဂလန်တောင်ပိုင်းကစားသမားဆာကာကို2031ခုနှစ်အထိတက်တန်းတိုးစာချုပ်ချုပ်ဆိုလိုက်ပြီးဖြစ်တယ်လို့သိရပါတယ်။ဆာကာဟာအာဆင်နယ်အသင်းရဲ့အကယ်ဒမီထွက်ကစားသမားဖြစ်တယ်လို့2019-2020ရာသီကစပြီးအသင်းရဲ့အမာခံကစားသမားတအုပ်အဖြစ်ရည်တည်လာခဲ့သူပါ။ဆာကာရဲ့မူလစာချုပ်က2028ခုနှစ်အထိဖြစ်ပြီးတက်တန်းတိုးဖို့ပြီးခဲ့တဲ့လကတည်းကသဘောတူညီမှုရရှိခဲ့တာဖြစ်ပေမဲ့အခုမှလက်မှတ်ထိုးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဆာကာဟာအရင်ကအာဆင်နယ်အသင်းမှာတပတ်လစာပေါင်3,9,500သာရရှိနေသူဖြစ်ပြီးစာချုပ်သစ်အရတပတ်ပေါင်3သိန်းရရှိမှာဖြစ်တာကြောင့်အသင်းရဲ့လစာအများဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့တယ်လို့သိရပါတယ်။ဆာကာဟာအသက်24နှစ်သားရှိသေးပေမဲ့အာဆင်နယ်အသင်းအတွက်296ပွဲကစားက89ကိုသွင်းယူပေးထားသူဖြစ်ပြီးဆာကာကိုစာချုပ်သက်တမ်းတိုးနိုင်တာကစားသမားသစ်တွေခေါ်ယူနိုင်တာထက်ပိုပြီးအရေးပါကြောင်းသုံးသပ်ဖော်ပြမှုတွေလည်းရှိနေပါတယ်။